တင်းတဲ့သမားတွေပြောနေကြစကားလုံးကပါတယ်ဆိုတော့အလက်ကားပါဟဲ့တင်းတိတ်ကမပြောက်ပါဘူးငါတို့တွေတုံးခဲ့တာစုံနေပြီးဘာလိမ့်လဲခုတိမထူးခြားပါဘူးပတ်စံတွေကုံသွားတာပဲဖက်တင်မယ်ဒီစကားတွေအရန်ပြောကြတယ်ဟုတ်ပါတယ်အမြကိုယ်တိုင်လည်းတင်းတိတ်သမားဖြစ်ခဲ့ဘူးပါတယ်ဗောနော်အမြတို့ကဘာတွေလုံးတက်ကြလဲဆိုတော့တင်းတိတ်ဖြစ်လာပြီဆိုလို့ရင်အမြန်ပြောက်ချင်တယ်အရှင်းပြောက်ချင်တယ်အဲ့ဒီခါမှာလူတွေအများစုကလေဘလောက်ဖဲမတုံးပါနဲ့ပဲပြောမယုံဘူးလက်တွေလေးစမ်းသပ်ချင်ကြအဲ့ဒီခါမှာတင်းတိတ်ပြောက်ဆေးတွေနောက်ကိုလိုက်ခဲ့မိကြတယ်တင်းတိတ်ပြောက်ဆေးတွေမှာ steroid ဆိုတဲ့အရာပါတယ်အဲ့ဒီ steroid ကအများတို့ကမျက်နှာပေါ်ကိုတင်တော့မယ်ဆိုရင်ဆရာဝန်ရဲ့ခွင့်ပြုချက်နဲ့ပဲတင်ရတယ်ဆရာဝန်ကလင်းဆိုလင်းရတယ်ရက်ဆိုရင်ရက်ရတယ်ပေါ့နော်တကယ်လို့အဲ့ဒီလိုမှမဟုတ်ဘူးဒီ steroid ပါတဲ့ပစ္စည်းတွေကိုမျက်နှာပြင်ပေါ်ကိုတင်နေသေးသေးကတော့တစ်ပတ်နှစ်ပတ်ပေါ့နော်တစ်လတည်းမှာအရန်ကိုထူကြတဲ့မျက်နှာကြီးကဖွေးသွားအောင်ကိုပေါ့နော်ကွာကျသွားတယ်အဲ့ဒီမှာလူတွေကအရန်သဘောကျတယ်အများတို့ကဒုတိယလွှာလဲကြံခဲ့တယ်အခုလိုမျိုးနွေရာသီမှာဆိုရင်အဲ့ဒီဒုတိယလွှာကနေရောင်ကြီးတန်းတွေအပူတန်းတွေကိုထိတာများလာရင်ခံနိုင်ရမရှိရတဲ့ကြောင့်ကို့မှာအရင်တော့ရှိခဲ့တဲ့အမဲဆက်တင်းတွေကတေးသေးလေးပို့ပြီးတော့နှက်စားဖြစ်တဲ့ပေါ့နော်အဲ့ဒီအများတို့တွေကဒီနေ့ဖြစ်လာပြီဆိုလို့ရင်ဘာလုပ်ရမလဲဆိုတော့စကင်ကန်နီနဲ့ကုသပါလို့တော့အများကအကြံပြုချင်ပါတယ်ဒီလိုပူပြင်းတဲ့ຫນွေရာသီမှာအမြတ်တို့ကရေဓာတ်ကိုအခြေခံထားတဲ့စီရန်ကောင်းကောင်းလေးကိုသုံးပေးရမယ်အမြတ်တို့ရဲ့မျက်နှာသားရည်ကအသားရည်6လေးလေးနေအောင်ကြည်တန်းလေးထိလေးလေးကို့မှာရှိရတင်းတဲ့အမဲဆက်ကလည်းပို့ပြီးတော့ဆိုးရွားလေးလေးအသစ်တွေပို့ပြီးတော့ပွားစေတတ်တယ်ရေဓာတ်ကသာမျက်နှာရဲ့အောက်ဆုံးဝါထိကို100ရာခိုင်နှုန်းဖြည့်ဆန်းပေးမယ်အတွင်းပိုင်းထဲမှာရှိတဲ့အငြိကြေးတွေအစိတ်တောက်တွေဆဲတဲ့တွေကိုသူကအလွယ်တကူဖယ်ရှားပေးတယ်ပေါ့နော်ဖန်တနောပါရတဲ့အတွက်ကြောင့်အမြတ်တို့ကမျက်နှာရဲ့အသားရည်ကပြန်လဲပြီးတော့ကားမွန်စေတယ် glycerin ပါရတဲ့အတွက်ကြောင့်ကြမ်းတမ်းနေတဲ့မျက်နှာကြီးကချောမွေ့နူးညံ့စေတဲ့အပြင်ဒိုင်ယာဆီနမိုက်ပါတဲ့အတွက်ကြောင့်ကို့မှာရှိတဲ့ဒီတင်းတိတ်တွေအမဲဆက်တွေကတက်ဖြည်းဖြည်းနဲ့ရော့ပါသွားသေးပါတယ်သူ့မှာပါဝင်တဲ့ ingredient တွေကအများတို့ကမျက်နှာသားရုပ်ကိုပြက်စီးခြင်းထိခိုက်ခြင်းလုံးဝမရှိပါဘူးရေဓာတ်ကိုအခြေခံပြီးလှုပ်ထားတဲ့အတွက်ကြောင့်ကိုကဆိတ်ချစွာသုံးပေးလို့ရတယ်နော်